မင်္ဂလာပါရှင် Diary by Sandy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူတိုင်းမှာသူတစ်ပါးကိုမပြောပြဖြစ်တဲ့လှုပ်ဝှက်ချက်တွေရင်ခုန်တန်တွေနဲ့အမတ်တရားတွေရှိတတ်ကြတယ်လေဒီနေ့တော့နှင်းနဲ့မင်းတို့ရဲ့ Diary တွေကဘယ်သူမှမသိတဲ့နှွေးထွေးတဲ့ညတညအချောင်းကို Sandy ကဖတ်ပြပေးချင်ပါတယ်ညနေပိုင်းရဲ့တိတ်ဆိတ်မှုထဲမှာမီးအိမ်လေးကမိမင်းလေးလေးနေတယ်အပြင်မှာတော့စောင်းလီကတဘောဘောနဲ့တိုက်ခတ်နေပြီးအေးစိတ်နေတာပေါ့နင်းကတော့ကတင်ပေါ်မှာစောင်းအီလေးကိုခြုံပြီးမင်းပြန်လာမှာကိုစောင့်နေမိတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားလေးပွင့်လာပြီးမင်းရောက်လာခဲ့တယ်နင်းကိုပြန်လာတာစောင့်နေတာလားဒီညကအရန်အေးတာပဲနော်မင်းကိုစောင့်နေတာအထင်မှာအေးနေမှာပေါ့ဒီနားကိုလာခဲ့လीမင်းကနှင်းရဲ့ဘေးနားမှာဝင်ထိုင်လိုက်ပြီးနှင်းရဲ့လက်ကလေးတွေကိုသူ့ရဲ့နွီးထွေးတဲ့လက်တွေနဲ့အသားရဆုပ်ကိုင်လိုက်တယ်။သူ့ရဲ့အထီးတွေကြောင့်နှင်းရဲ့ရင်ထဲမှာမီးတောက်တစ်ခုညီတွဲသွားတယ်လို့ခံစားလိုက်ရတယ်။နှင်းရဲ့လက်ကလေးတွေကအေးနေတာပဲ။ကိုယ့်ရဲ့ရင်ခွင်ထဲမှာခဏလောက်လာမိထားပါလား။မင်းကနှင်းကိုသူ့ရဲ့ရင်ခွင်ကျဲကြီးထဲကိုဆွဲသွင်းလိုက်ပါတယ်။နှင်းရဲ့ခန္ဓာကိုယ်လေးကမင်းရဲ့ရင်ခွင်ထဲမှာလုံးဝကိုဖျော်ဝင်သွားခဲ့ရတယ်။မင်းရဲ့နွေးထွေးတဲ့အသက်ရှူတန်တွေကနှင်းရဲ့လေပင်သားလီတွေကိုလာထိတွေ့တဲ့အခါနှင်းရဲ့တကူလုံးလျှက်စစ်စည်းသလိုမျိုးရှိန်ခနဲဖြစ်သွားခဲ့ရတယ်။မင်းရဲ့ရင်ခုန်တန်တွေကအယမ်းမြတ်နေတယ်လို့ပဲ။နှင်းဘာကိုမှစဉ်းစားလို့မရတော့ဘူး။ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကနှင်းကြောင်ပါပဲ။ဒီညတော့ကိုတို့နှစ်ယောက်ရဲ့ကဘာလေးထဲမှာဘာကိုမှမစဉ်းစားပဲအတူတူရှိနေကြရအောင်နော်။မင်းကနှင်းရဲ့နှုံလွှားလေးတွေကိုနူးညံ့စွာပဲတင်ပိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအသားချင်းထိတွေ့မိတဲ့အပူချိန်တွေကအေးစိမ်နေတဲ့ညနေပိုင်းကိုတောက်လောင်နေတဲ့အချစ်မီးတောက်တွေအထိပြောင်းလဲပေးလိုက်ပါတော့တယ်။စကလုံးတွေမလိုတဲ့အထီးတွေတိုင်းဟာနှင်းအတွက်ကကောင်းကင်ဘုံကိုအရောက်လှမ်းနေတယ်လို့ပါပဲရှင်။ဒါကတော့နှင်းရဲ့ diary တဲကအမတ်တရညာလီတညာပေါ့။ကိုတို့ရောဒီလိုမျိုးစောင်းညရဲ့အေးတန်ကိုအချစ်တွေနဲ့အောင်နိုင်ခဲ့ဘူးတဲ့အမတ်တရားတွေရှိလာဟင်ရှိရင်စန်တီကို comment မှာပြောပြခဲ့ဦးနော်နောက်ထပ်လည်းရင်ခုန်စရာ diary လေးတွေကိုနားဆင်ခြင်းတဲ့အတွက်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲအိမ်မက်လက်လက်အမှတ်ပါစေရှင်